ကဲဒီနေ့မှာတော့ကျွန်တော်က mobile phone တွေမှာ display ဘက်မှာအသုံးပြုတဲ့LCD နဲ့ AMOLED ရဲ့ကွာချက်အားသာချက်အားနည်းချက်တွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ LCD ရဲ့ရှေ့ရောကတော့ liquid crystal display ဖြစ်ပြီးတော့သူ့ရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ IPS LCD ဆိုလို့ရှိရင် mobile phone တွေမှာဆိုလို့ရှိရင်budget level ဖုန်းတွေမှာအသုံးပြုတာများပါတယ်သူရဲ့အားသာချက်ကကျွန်တော်ဘေးဆောင်ကနေကြည့်မယ်ဆိုလို့ရှိရင်တောင်မှသူရဲ့ရုပ်ထက်ကိုကောင်းကောင်းကြီးမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးပိုင်းလေးပူရအားသာတယ်အားနည်းချက်နဲ့ဆိုလို့ရှိရင်ဘာရှိမလဲဆိုသူကကိုယ်ပိုင်အလင်းရောင်မရှိတဲ့အတွက်ကြောင့်ပေါ့နော်နောက်ကဘက်လိုက်ကနေမိထွန်းပေးထားတာဖြစ်တဲ့ကြောင့်မှန်တာပိုင်းအနှဲငယ်ထူနေတာမျိုးလေးတွေပြီးလို့ရှိရင်အနက်ရောင်ဟာလိုမျိုးကိုကျွန်တော်တို့တက်ကြည့်မယ်ဆိုလို့ရှိရင်ခဲရောင်တန်းသွားတာမျိုးလေးအဲ့ဒါလေးကတော့သူ့ရဲ့အားနည်းတဲ့အပိုင်းပဲဖြစ်ပါတယ်ကျွန်တော် OLED ကြတော့organic light emitting diode ဖြစ်တဲ့အတွက်ကြောင့်မို့သူက pixel တစ်ခုချင်းဒီမှာအလင်းထွက်နေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီရုပ်ထွက်တွေဘာတွေကြည့်ရတဲ့အခါမျိုးမှာပုံမူစုပြေပြီးတော့မှတော့မျက်စိပရာဒကျစေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးအားသာချက်ရှိတယ်ပြီးတော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင် Samsung ကနေထုတ်တဲ့Super AMOLED တို့ Dynamic AMOLED တို့ဆိုလို့ရှိရင်ကျွန်တော်အရန်အားသာလာပြီပေါ့နော်ပြီးတော့ LCD ကကြတော့ကျွန်တော် battery စားတာပို့ပြီးတော့မျှတယ်ကျွန်တော် OLED ကကြတော့ battery စားလည်းပို့ပြီးတော့တက်တာတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးကွာချက်ရှိတယ်ဒါကတော့ကျွန်တော်တို့ LCD နဲ့ AMOLED ရဲ့အားသာချက်အားနည်းချက်တွေကိုပြပြပေးသွားပြီးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်